ဒီနေ့ကတော့တကြံဂျိုနေဖြစ်ပြီးရှားကြောင်းသားဘွားတော်ကတငယ်ချင်းနဲ့ဆရာရီပြန်ဆောင်တဲ့နေ့လေးပဲဖြစ်ပါတယ်။အချိန်9နာရီခွဲမှာဆရာအိမ်ကိုရောက်ပါတယ်။ရှားတို့အိမ်အပေါ်ထပ်မှာစကားစပြင်းပြောကြရင်းနဲ့ဆရာတယောက်ရဲ့အလာကိုစောင့်နေကြပါတယ်။ဆရာမရောက်လာသေးရနဲ့လန်ထိတ်ကဘာပဲဒီဆိုင်မှာဘဘဘရောင်းရှူဂန်ပင်ချီတော့ခွဲဝဲတောက်လိုက်ပါတယ်။ပြီးတော့ဆရာနှစ်ယောက်ကနေပြီးမှရှားတို့တငယ်ချင်းအုပ်စုမောက်ဝဲကျွေးပါတယ်။12နိုင်ခွဲအကြာမှာတော့ရှားတို့မျိုးလင့်ဆောင်စာနေရဲ့ဆရာရောက်ရှိလာပါတယ်။ဆရာရီလဲစုံပြီဆိုတော့ဆရာရီတွေကအကြီးဆုံးဖြစ်သူဟာရှားတို့တငယ်ချင်းအုပ်စုကိုလမ်းညွှန်မှုနဲ့စုမုံကောင်းတွေပေးပါတယ်။ပြီးရနဲ့လက်ဆယ်ပြားဦးထိတ်ထားပြီးတော့အတူတူကြောကြပါတယ်။ဆရာရီကိုကြောပြီးတဲ့အခါမှာတော့ကြောချင်ထဲမှာပါတဲ့မုတ်ပုံလေးကိုဆရာဖြစ်သူကဖောက်ပြီးတော့ဝေမျှပေးပါတယ်။အခုလိုနေ့ရောအခါဦးမှာစက်တီမင်္ဂလာရှိပြီးပျော်ရွှင်စရာအခိုက်အတန့်လေးကိုရလိုက်တဲ့အတွက်အလွန်ပဲပြည့်ဖြစ်ရပါတယ်။ရှာရုဆရာတပည့်တွေကမုတ်စားသည်ဖြစ်စေအစားအသောက်တစ်ခုခုစားသည်ဖြစ်စေအချင်းချင်းဝေမျှပြီးမှစားလေးရှိကြပါတယ်။မုတ်ဝေပြီးရဲ့နောက်မှာရှာရုပျော်စရာဂိမ်းတွေလည်းစောခဲ့ကြပါသေးတယ်။ဒီနေ့ vlog လေးရတဲ့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပေးသူအားလုံးကျေးဇူးတင်ပါတယ်။